မင်္ဂလာပါရှင်ညီမတို့တွေ့ရှာမှကြိုဆိုပါရှင်ညီမဒီနေ့ပြပြပေးမယ့် screen လေးကတော့ holiday and publicly setting ဆိုတဲ့ screen လေးပဲဖြစ်ပါရှင်ဒီ screen လေးကို leave and time box ဆိုတဲ့ module အောက်ကနေတစ်ဆင့်သွားလို့ရတယ်လို့ quick navigation box လေးကနေရိုက်ရှာပြီးတော့သွားလို့ရပါတယ်ရှင်အခုဒီ screen လေးနဲ့ပတ်သက်ပြီးပြပြပေးမယ့်ချက်လေးတွေကတော့ဒီ screen လေးကိုသုံးပြရရည်ရွယ်ချက်ဒီ screen လေးနဲ့ပတ်သက်ပြီးသိထားမယ့်အချက်တွေနဲ့အတူ screen သုံးပြပုံဆက်ဆက်လို့ပဲဖြစ်ပါတယ်ရှင်ဒီ screen လေးကိုသုံးပြရရည်ရွယ်ချက်ကတော့ကို organization တွေမှာကိုသတ်မှတ်ခြင်းနဲ့ holiday တွေအကုန်လုံးကို system ထဲမှာတခါတည်းသတ်မှတ်ထားလို့ရဖို့အတွက်ရည်ရွယ်ထားတာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ဒီ screen လေးကနေပြီးတော့ပေါ့နော် holiday လေးတွေ create လုပ်တော့မယ်ဆိုလို့ရှိရင်ညာဘက်တောင်သားလေးမှာရှိတဲ့ a new button လေးကနေ create လုပ်ပေးလို့ရပါတယ်ရှင်။ holiday မှာဆိုလို့ရှိရင်ညီမတို့က mandatory ပြထားတဲ့ဒီ fee လေးတွေကတော့မဖြစ်မနေထည့်ပေးရမယ်ပေါ့နော် holiday name မှာဆိုလို့ရှိရင်ညီမတို့သတ်မှတ်လို့တဲ့ holiday name လေးတွေကိုတစ်ချက် create လုပ်ပေးလို့ရပါတယ်ရှင်။ holiday tag မျိုးကို create ပြီးပြီဆိုတာနဲ့ duration လေးသတ်မှတ်ပေးရပါမယ်ရှင်။ duration လေးသတ်မှတ်ပြီးသွားပြီဆိုတာနဲ့ဒီ holiday ရဲ့ description ပေါ့နော်။ဘာကြောင့် holiday ပေးလဲဆိုတဲ့ holiday description လေးကိုလည်းတစ်ချက်သတ်မှတ်ပေးလို့ရပါတယ်ရှင်။ဒီအောက်နားလေးမှာရှိတဲ့ဒီ ticket on လို့ရတဲ့ဟာနဲ့ဆက်လက်ပေးလို့ဆိုတဲ့သဘောလေးကကြတော့ညီမတို့ဘက်ကပေါ့နော်ဒီ holiday မရောက်ခင်ဝန်ထမ်းတွေကို reminder email လေးကြိုပြီးတော့ send လုပ်ဖို့အတွက်ကို setting ချပေးရတဲ့ပုံစံလေးပဲဖြစ်ပါတယ်ရှင်။ညီမတို့ဒီမှာပေါ့နော်holiday မရောက်ခင်တရက်အလိုမှာဝန်ထမ်းတွေဘက်ကို email ဖြင့် reminder လေးပို့ဖို့ဆိုလို့ရှိရင်ညီမတို့ဒီမှာ number of days ဖြစ်တာမို့လို့တနေ့ရက်ကိုကြိုပြီးတော့ remind လုပ်လို့ရတယ်ဆိုတဲ့ဟာလေးကိုဒီမှာရွေးပေးလို့ရပါတယ်ရှင်။ညီမတို့ရွေးပြီးပြီဆိုတာနဲ့ notify employee ဆိုတာလေး click လုပ်ပေးလိုက်တာနဲ့ holiday မတိုင်ခင်ညီမတို့သတ်မှတ်ထားတဲ့ရက်အလိုပေါ့နော်။ဥပမာခုညီမလေးတရက်ရွေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ holiday မတိုင်ခင်တရက်အလိုမှာဝန်ထမ်းတွေစီကို notify email လေးကို notify လေးလုပ်ပေးမယ်ပေါ့နော်။သူတို့ဘက်ကို reminder email လေးအနေနဲ့သူတို့စီဝင်သွားမှာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြညီမဒီအောက်မှာရှိတဲ့ exception ပေါ့နော် exception ကကြတော့ညီမတို့ဒီ holiday သတ်မှတ်ထားတယ်ဒီသတ်မှတ်ထားတဲ့ holiday ကဒီ branch တစ်ခုကိုကိုရိုမာအနေနဲ့မရစေချင်ဘူးပေါ့နော်ဝန်ထမ်းတွေအကုန်လုံးမှာတက်ရောက်မယ်ဒါပေမဲ့ဒီ branch ကလွဲပြီးတော့တခြား branch တွေအကုန်လုံးမှာဒီ holiday ကိုပေးမယ်ဆိုလို့ရှိရင် exception အနေနဲ့အဲ့ဒီ branch ကိုညီမတို့သတ်မှတ်ပေးထားလို့ရပါတယ်ရှင်နောက်တော့သတ်မှတ်ထားတဲ့ exception ကပေါ့နော်တစ်ခုတက်ပို့ခဲ့မယ်ဆိုလို့ရှိရင်ညီမတို့ဒီ unused ဆိုတဲ့နေရာလေးကနေတခါတည်း create ပေးလို့ရပါတယ်ရှင်ညီမတို့သတ်မှတ်ထားတဲ့ setting လေးတွေအကုန်လုံးကိုဆက်လက်ချပြီးသားပြီဆိုတာနဲ့ save ဆိုတဲ့နေရာလေးကို click လိုက်ပြီးဆိုရင်ညီမတို့ခု create လိုက်တဲ့ holiday တွေအကုန်လုံးကဒီ screen ပေါ်မှာဝင်သွားပြီဖြစ်တယ်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။သိလိုတာလေးရှိမယ်ဆိုလို့ရှိရင်ညီမလေးတို့ရဲ့ကြွေးရှာနိုင်ချက်တို့မှာ support email လေးကနေတစ်ဆင့်မေးမြန်းပေးလို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။